English စာလေးလာလို့အကောင်းဆုံး YouTube channel ပြောပြပါမယ် Listen and Practice လုပ်တဲ့ YouTube channel ရှိမယ် Grammar ကိုလေးလာလို့ကောင်းတဲ့ YouTube channel ရှိမယ်ပထမဆုံးကျွန်တော်တို့ကြည့်လိုက်အောင် POA Learning English ကကြတော့လူတိုင်းတော်တော်များများလေးလာဖို့ဒီ channel ကအခြေခံအားနေတဲ့လူတယောက်ကစတင်မယ်ဆိုလို့ရှိရင်ဒီ channel ကတော်တော်လေးသင့်တော်တဲ့ channel ဖြစ်ပါတယ်။ Now listening လုပ်မယ်ပြီးရင် speaking လုပ်မယ်အခါမှာသူတို့ရဲ့ action တိုင်းကိုကိုက like လုပ်တာအဲ့တွေ့ရှိတယ်အဲ့ဒီကိုကောက်ပြီးတော့ဘယ်သူခါလဲမေးတယ်ဒါတွေကို action လုပ်ပြီးတော့ကိုကလေ့ကျင့်မယ်ဆိုရင်ဒီမှာပါတဲ့ဒီစကလုံးတွေကအရင်လွယ်တယ်တော်ရုံလူကဘာသာပြန်လို့အဆင်ပြေတယ်တကယ်လို့စတင်မယ်ဆိုလို့ရှိရင်ဒီ channel ကနေစတင်လို့ရပါတယ်ဒါ English Podcast ဆိုဒီ channel မှာ native speaker တွေပဲပြောထားတာဖြစ်တဲ့အတွက်ကိုကဒီရဲ့ accent တွေကိုကြိုက်တယ်ဆိုရင်ဒီမှာ listen and practice လုပ်လို့ရတယ်ဒီမှာ playlist တွေလည်းအများကြီးရှိတယ်နောက်ထပ် channel ကတော့ဒီ English Language Academy နော်ဒါလေးရိုက်ရှာလိုက်လို့ရှိရင်တွေ့မယ်ဒီကကျွန်တော်သဘောကျတာဒီမှာကစာတွေလည်းပါတယ်အဲ့ဒီတစ်ပိုက်ချင်းဒီစာတစ်ပိုက်ချင်းကိုပဲ listening လုပ်မယ် practice လုပ်မယ်ဒါပဲကိုနားလေစရာမလိုဘူးเนาะ listen and practice လုပ်တဲ့လူတွေက grammar မရလေပြဿနာမရှိဘူးတောက်လျှောက်တာကိုလုပ်မယ်ဆိုရင်အဆင်ပြေဒါပထမဆုံးကျွန်တော်လေ့လာတဲ့ channel ပဲတော်တော်လေးကောင်းပါတယ်နောက်ထပ် listen and practice လုပ်မဲ့နေရာလေးတစ်ခုပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့ story တွေများတယ်ဒါဆိုဒီ story ဆိုကျွန်တော်နားထောင်ဖြစ်တယ်ဘုန်းကြီးကနေပြီးတော့ကြီးကန်းကိုပညာသားပါနှိုင်းရှင်ပြတဲ့ story လေးပါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းသလိုနားလေလွယ်တဲ့vocabulary တွေအများကြီးပါတဲ့အတွက်တကယ်လို့ဒီလိုမျိုးပုံမြင်တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အိတ်တာမြန်တာပေါ့နော်တက်တာမြန်တယ်တကယ်လို့ကိုကစိတ်ဝင်စားတယ်ဆိုရင်လေ့လာလို့ရပါတယ်နောက်ထပ် listen and practice လုပ်ဖို့အတွက်စိတ်ဝင်စားမဲ့ဒါ YouTube channel တစ်ခုဖြစ်တယ်အဓိကတော့ကိုနားတော်မဲ့ video file ကစိတ်ဝင်စားမှပဲပို့ပြီးတော့အဆင်ပြေမယ်ဒါကြောင့်မို့ကိုနှစ်သက်တဲ့လူတစ်ယောက်ရဲ့အထုပ္ပတ္တိတွေကိုနားထောင်ခြင်းနေဆိုရင်ကိုဒီမှာနားထောင်ပြီးတော့လေ့ကျင့်လို့ရတယ်ဒါဆိုရင်မာလာပေါ့မလာလာအကြောင်းဒီမျိုးသမီးဆိုရင်လည်းဒါ motivation speaker အရန်သူ့ဘဝကအရန်တန်တာဖို့ကောင်းတယ်သူရဲ့အိမ်ထောင်ရဲ့အကြောင်းကိုသူပြောပြတာတွေရှိတယ်ဒီမှာလဲကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် listen and practice လုပ်လို့ရပါတယ်နော်ကိုကြိုက်တဲ့ speaker ကိုဖွင့်ပြီးတော့လေ့လာလို့ရတယ်ဆိုတဲ့သဘောပါဒါက listening လုပ်တာတွေ speaking လေ့ကျင့်မဲ့လူတွေအတွက်ကကြတော့ကိုကနားထောင်တော့မယ်ဆိုလို့ရှိရင် video file ကိုနားထောင်နိုင်မဲ့ duration ကိုဖြတ်ပြီးတော့ edit လုပ်ပြီးတော့ MP3 လုပ်မယ်ပြီးလို့ရှိရင်များနားထောင်မယ်ကိုက sharing လိုက်လုပ်မယ်ဗီဒီယိုတစ်ပိုက်လုံးကြည့်ဖို့မဟုတ်ဗီဒီယိုတစ်ပိုက်လုံးကြည့်ရင်အဆင်မပြေဘူးเนาะဆက်လုပ်တဲ့အချိန်ကြာဒီမှာကြတော့ဒီရဲ့ YouTube channel ကကြတော့ Richard English လို့ခေါ်တယ်သူကတော့ linking sound တက်ကိုသူကပြောပြတာဖြစ်ရှင်းတယ်နားလည်လွယ်တယ်ဒီနေရာမှာပြောချင်တာကဒါကိုဘာသာပြန်ဖို့မလိုဘူး grammar သိဖို့မလိုဒါကိုလည်းအချိန်ပိုင်းလေ့လာဖို့အတွက်လိုအပ်တယ် listening လုပ်တဲ့လူတွေနဲ့ဒါကိုမလုပ်ချင်သေးဘူးဆိုရင်လည်းပြဿနာမရှိသေးဒါက linking sound တွေအတွက်မဖြစ်မနေကိုလေ့လာရတော့မယ်ဆိုရင်ဒီ YouTube channel ကတော်တော်လေးကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးလေ့လာတဲ့အခါမှာlistening လုပ်တဲ့ပုံစံမျိုးလို့စိတ်အရန်နှစ်เสียမလို့ဘဲနဲ့မိနစ်ပိုင်းကိုလေ့လာသွားလို့ရတယ် teacher ကတော့ဒါသိထားပြီးသားဖြစ်တယ် TikTok မှာလည်းအများကြီးတွေ့ရတယ်ပေါ့တကယ်ကို English speaking နဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းတယ်တော်တော်လေးလေးစားစရာလေးကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဆိုလည်းဒါအမြဲတမ်းကြည့်ဖြစ်တယ်လေ့လာဖြစ်တယ်ဒီမှာလည်း English စာနဲ့ပတ်သက်ပြီးတော့ဘ ഹു သုဒရစရာတွေအများကြီးလုပ်ပေးနေတဲ့အတွက်ဒီမှာလည်း English speaking ကိုလေ့လာလို့ရတယ်ဆရာမစီမှာလည်းသင်တန်းတွေအများကြီးတွေ့ရတယ်ပေါ့နော်ဒီ channel က Zuli English ဒီမှာလည်း English စာနဲ့ပတ်သက်ပြီးအသေးစိတ်ကိုရှင်းပြတာဆရာမတွေမှာပါဒါကတော့ grammar ဘိုင်းတွေ pattern ဘိုင်းတွေလေ့လာလို့ကောင်းတဲ့နေရာပေါ့သူကတော့အသေးစိတ်ကိုလုံးဝအသေးစိတ်ကိုပြောပြတဲ့ဆရာမတစ်ယောက်ဖြစ်တယ်ဒီ channel ကတော့ grammar ကိုလုံးဝမပိုင်တဲ့လူတွေလေ့လာလို့ကောင်းတဲ့ YouTube channel တစ်ခုဖြစ်ပါဆရာမပြောတာတွေကအရန်ရှင်းပြီးတော့ကျွန်တော်ဆို grammar ကိုတော်တော်လေးကြာအထိလေ့လာခဲ့ရတယ်နားမလည်ဘူးဒီဆရာမရဲ့ channel ထဲမှာပဲကျွန်တော် grammar ကိုကောင်းကောင်းရအောင်သွားတယ်ရသွားတဲ့အခါမှာလူတွေကိုလည်းပြန်ပြီးတော့သင်ကြားပေးနိုင်ခဲ့ဒါကြောင့်မို့ကိုက grammar မရဘူးဆိုရင်ဒီ English in Burmese channel မှာ playlist ကိုသွားဝါစင်က8မျိုးဆိုတဲ့နေရာမှာသွားပြီးတော့အဲ့မှာတချိလိုက်33ဖိုင်ရှိအဲ့ဒီမှာအစနဲ့အဆုံးထိလေ့လာအဲ့ grammar ကိုလုံးဝပိုင်သွားလိုက်မယ်ဆိုတော့ဒီဆရာမရဲ့ကျေးဇူးကြောင့်ကျွန်တော်ကျေးလက်ဒေသတွေမှာလည်းအများကြီးသင်ကြားနိုင်ခဲ့ဒါကြောင့်မို့ဒီကမိတ်ဆွေတွေက grammar အခက်အခဲဖြစ်တယ်ဆိုရင်ဒီရဲ့ YouTube channel မှာတွားရောက်လေ့လာပါအရင်ကိုစိတ်ရှိရှိနဲ့ရှင်းပြတာပါကျန်တဲ့ channel တွေကလည်းကောင်းတယ်ဒါပေမဲ့သင်ကြားတဲ့အခါမှာနားလည်ရခက်ခဲတဲ့လူတွေအတွက်ဥပမာကျွန်တော်တို့လိုမျိုးပေါ့သူများသင်လည်းသိနားမလည်ဘူးနားလည်ဖို့ခက်တဲ့အထက်မှာပါတယ်အဲ့လိုမျိုးလူတွေကြတော့တကယ်ကိုစိတ်ရှိရှိနဲ့အေးစစ်ရှင်းပြတဲ့ဒီ channel တွေကိုလိုက်ပြီးတော့လိုက်ရှာနောက်ဆုံးတော့ဒီ English in Burmese channel မှာကျွန်တော်တွေ့တယ်အဲ့တော့အဲ့ဒီမှာပဲကျွန်တော် grammar ကိုရခဲ့တယ်ဒါကြောင့်မို့မိတ်ဆွေတွေအနေနဲ့grammar မရဘူးဆိုရင်အားမငင်နဲ့အဓိကတော့လေ့လာမဲ့နီးလန်းနေပေါ့နော်လေ့လာမဲ့နီးလန်းကိုအခက်အခဲရှိတယ်ဆိုရင်ကျွန်တော်ကိုမေးလို့ရ